ရန်ကုန်တိုင်းဒေသကြီးကုသရေးဦးစီးဌာနအောက်ရှိပြည်သူ့ဆေးရုံကြီးများမြို့နယ်ပြည်သူ့ဆေးရုံများတိုက်နယ်ဆေးရုံများတွင်ကိုဝန်ဆောင်မျိုးသမီးများမွေးဖွားပြီးမိခင်များနှင့်ကလေးငယ်များမှာဖြစ်တတ်တဲ့ရောဂါများအရေးပေါ်အခြေအနေများ MMR နှင့် Child Mortality လျော့နည်းစေရေးကိုရည်ရွယ်ကာ Beyond the Expectation Workshop ကျန်းမာရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကိုဖေဖော်ဝါရီလ28ရက်နေ့ဒီကနေ့မှာရန်ကုန်မြို့တောင်ကလာပမျိုးသမီးနှင့်ကလေးဆေးရုံကြီးမှာကျင်းပပြုလုပ်ခဲ့ပါတယ်။သတင်းပြေဆုံးကိုဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနဲ့ကုသရေးဦးစီးဌာနအနေနဲ့လူတိုင်းယောဂဗျာကင်းရှင်းရေးဆိုတဲ့ရည်ရွယ်ချက်များဖြင့်မျိုးသမီးများနဲ့ကလေးများမှာဖြစ်တတ်တဲ့မိခင်နဲ့ကလေးသေဆုံးမှုကိုလျော့နည်းစေရေးကာကွယ်ရန်နည်းလမ်းများနဲ့ဆောက်ရှောက်တက်စေရေးကျန်းမာရေးဆိုင်ရာဆွေးနွေးပွဲ Beyond the Expectation Workshop ဆွေးနွေးပွဲကိုကျင်းပပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အခမ်းအနားတော့ Beyond the Expectation လို့အမည်ရပါတယ်။ဒါကျွန်တော်တို့ရဲ့ကိုယ်ဝန်ဆောင်မှုကိုကျွန်တော်တို့ expectation မျှော်လင့်ချက်တစ်ခုလို့ယူဆကြပါတယ်။အဲ့တော့အဲ့ကိုယ်ဝန်ဆောင်ခြင်းရဲ့နောက်ဆက်တွဲမှာကျွန်တော်မတွေ့ကြုံနိုင်တဲ့ခက်ခဲတွေကျွန်တော်တို့မိသားစုဘဝကိုယ်ဝန်ဆောင်တယ်ဆိုတာမျှော်လင့်ချက်တွေနဲ့ပြီးလာရင်မိသားစုဘဝလေးတွေပျော်ပျော်ရွှင်ရွှင်တသာရာနဲ့ရှိကြမယ်လို့အားလုံးမျှော်လင့်ကြတဲ့အချိန်မှာမမျှော်လင့်တဲ့အပြုအမူကိုယ်ရဲ့အနေအထားကိုယ်ရဲ့အမှုအကျင့်တွေကြောင့်ကလေးတွေမှာမိသားစုတွေမှာအမေတယောက်ဆုံးရှုံးသွားရမယ်ကလေးတွေဆုံးရှုံးသွားရမယ်ကိုဝင်တခုဆုံးရှုံးရတာမျိုးမဖြစ်ရအောင်ဒီမွေးပွားလာတဲ့ကလေးတွေကြမ်းကြမ်းမာကြမ်းကြမ်းခိုင်ခိုင်နဲ့မွေးပွားနိုင်အောင်ကျွန်တော်ကလေးတခုဆရာဝန်ကြီးတွေမိစေးဆရာဝန်ကြီးတွေခွဲစိတ်ဆရာဝန်ကြီးတွေတမားတော်ကြီးတွေအိုကြီးတွေကျွန်တော်သူ့ကျမ်းမာရေးပညာရှင်တွေကရှုထောင့်အသွယ်သွယ်နဲ့အားလုံးဟာဒီနေ့တင်ပြသွားမယ့်အခမ်းအနားဖြစ်ပါတယ်မိခင်နဲ့ကလေးသေဆုံးမှုကြောင့်စင်းရေးအနေနဲ့ဆိုလို့ရှိရင်ကိုဝင်ဆောင်ကာလမှာ၄ချိန်ကနေ၈ချိန်ထိပေါ့နော်ပုံမှန်ကျန်းမာရေးဆောင်ရှောက်မှုခံယူဖို့လိုတယ်လိုအပ်တဲ့ဒီအားဆေးတွေတောက်ဖို့လိုတယ်ကာကွယ်ဆေးတွေထိုးဖို့လိုတယ်စမ်းကျင်တဲ့သားဖွားဆရာမတွေဆရာဝန်တွေနောက်မိဖွားခြင်းတွေလိုအပ်ပါတယ်အိမ်မှာမွေးဖွားနှုန်းတွေညှော့နေဖို့လည်းလိုအပ်ပါတယ်ရှင်ဆက်လက်ပြီးတော့မိခင်တို့စနစ်တကျတိုက်ကျွေးဖို့လိုတယ်နောက်ကာကွယ်ဆေးတွေထိုးဖို့လည်းလိုအပ်ပါတယ်ရှင်အဲ့ဒီအတွက်တွေလည်းအကုန်လုံးသိဖို့ကအသိပညာပေးတာနေလည်းလိုအပ်ပါတယ်ကိုဝင်ဆောင်ကာလမှာရောနောက်ကလေးမွေးကင်းစကလေးတွေနဲ့သူ့ရဲ့ကျန်းမာရေးကိုလည်းတောက်လျှောက်တွေကိုလူထုကိုအသိပညာပေးဖို့လိုအပ်ပါတယ်အတွက်အဲ့ဒီရွယ်ချက်တွေနဲ့ကျမတို့ဒီနေ့ Beyond the Expectation Workshop ကိုဆောင်ရွက်ရခြင်းဖြစ်ပါတယ်ရှင်ဆွေးနွေးပွဲမှာရန်ကုန်တိုင်းဒေသကြီးကုသရေးဦးစီးဌာနတွင်ရှိပြည်သူ့ဆေးရုံကြီးများမှာအထူးကုဆရာဝန်ကြီးများတားဖွားမိရဲ့ကလေးမေးဆေးဆရာဝန်ကြီးများအထူးကုဆရာဝန်များလက်ထောက်ဆရာဝန်များမြို့နယ်ပြည်သူ့ဆေးရုံများမှာလက်ထောက်ဆရာဝန်များဆရာဝန်များနဲ့တိုက်နယ်ဆေးရုံများမှာတိုက်နယ်ဆရာဝန်များတက်ရောက်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်ရှင်။